အမေရဲ့လူဘဝကတဲ့ပညာစင်နေသိပြရစီဟုတ်ပြီအဲ့တော့ကျွန်တော်တို့ပြောနေတဲ့ဂရော်40ထဲမှာဂရော်40ကြောင့်ပြောကြပါဘောနော်မြောက်ဘက်ရှင်မာတယ်နော်ရောဂရော်ရယ်စောဂရော်ရယ်ရင်ဂရော်ရယ်ဆိုပြီးတော့ဂရော်၄မျိုးရှိတယ်ဂရော်ဖြစ်လာဖို့ဆိုတာကလူဘဝနဲ့ဖြစ်ဖို့မလွယ်ဘူးနော်လူဘဝနဲ့ဖြစ်ဖို့မလွယ်ဘူးအဲ့လိုပဲသိတာပါအများကြီးပြောပြရင်လည်းဘာမှပညာရှင်တွေမဟုတ်တဲ့အတွက်ဘာမှပြောပြလို့အဆင်မပြေဘူးเนาะတရားမလို့เนาะကြော်ဖြစ်ဖို့ဆိုတာเนาะရင်ကြော်ဖြစ်ဖို့ဆိုတာလူဘဝနဲ့ဖြစ်ဖို့မရဘူးရင်ကြော်တော့ရင်ကြော်ကတော့เนาะအ ਨੇ ဆုံးเนาะဒါကသူကပါရမီတူမွေးရပါเนาะရှင်မဆိုတဲ့ပညာကဝေတဲ့မြင်တာရှင်မပြီးမှကြော်ဟုတ်လားအဲ့ကြော်ဆိုတာအမြင့်ဆုံးပဲအဲ့တော့ကြော်ဖြစ်လာဖို့ဆိုတာကလူဘဝမှာတင်လုပ်လို့မရဘူးလူဘဝမှာကျင့်လို့မရဘူးတာမန်ပညာတွေမဟုတ်ဘူးသူတို့ပညာကလည်းဟုတ်လားသူတို့ပညာကလည်းတာမန်ပညာမဟုတ်ဘူးဒါကိုဘုဒ္ဓတာဖြစ်နေပြောပြတာပေါ့နော်အဲ့တော့ဒီရွှေရောပညာကဒီလိုအမေရင်လို့နတ်ဝိဇ္ဇာဒါပြောမှဆိုဒါနတ်ဝိဇ္ဇာမျိုးတော့เนาะဒီကဝေဒီဆုံးနေဆိုးလာရင်သူတို့ကအကူကြီးဝင်ရောက်ပြီးပေးတာမျိုးတွေရှိတယ်ဒါကိုယ်တိုင်ကြုံမှသိမှာနော်ကိုယ်ကလည်းမကြုံဘူးနဲ့ရန်ဘလူးမပြောနဲ့ကူညီပေးတာရှိတယ်ဒါကြောင့်မလို့ဘယ်လိုပုံကုမျိုးမဆိုနော်ကာယကံဝစီကံမနောကနဲ့မပြစ်မှားမိစေနဲ့နော်လာရလမ်းမတူပြန်ရလမ်းမတူနော်တူးနဲ့တူကရည်ရွယ်ချက်ဥဒိချက်တွေမတူဟုတ်လားဝိဇ္ဇာတွေထဲမှာလည်းစိုးတန်းတဲ့ဝိဇ္ဇာတွေရှိတယ်ထိုနည်းတူပဲအောက်လမ်းပဲဖြစ်ဖြစ်စုံပဲဖြစ်ကဝေပဲဖြစ်ဖြစ်မော်ပဲဖြစ်ဖြစ်ကောင်းတဲ့အလုပ်ကိုလုပ်တဲ့ပုံကိုယ်တွေရှိသလိုမကောင်းတဲ့အလုပ်ကိုပုံကိုယ်တွေရှိတယ်နေရာတိုင်းမှာအစိုးနဲ့အကောင်းတော့တွန်းတွဲနေတယ်ဒါလေးကိုသိဖို့လိုတယ်ငါတို့ကတော့ဆွေညော်ဆရာပဲကျန်တာကြီးဂူးဆက်တာမလို့အဲ့ဒါမျိုးကအဲ့သူတော်ကောင်းမို့လူယုံပါလေအဘတို့ကလည်းအဲ့ဒါမျိုးမနှစ်သက်ဘူးเนาะပြောပြတာဒါစကားဆက်ပြီးပြောပြတာရင်ကြောရဲ့ဘဝဘလူလဲဆိုတာမွေးရပါလာပြီးသားเนาะရင်ကြောအတက်ပညာကိုအဲ့တော့သူကရှင်မဆိုတာကဝေးတဲ့မြင်တယ်ရှင်မတယ်မြင်တာကြောအဲ့တော့ရင်ကြောဒီကြောနောက်တရားမင်းကိုယ်တိုင်ကလည်းသူ့ကိုအတက်ပညာတွေနဲ့သူ့ကိုပြန်ပြီးတော့ချင်းမြင့်ပေးထားတာရှိတယ်ဒီအကြောင်းတွေသိချင်ရင်တော့နတ်ရဆိုရင်ဖတ်ပေါ့ဗျာကျွန်တော်ကတော့ဒါကုသနေတဲ့နေရာမျိုးမှာမေးစမ်းထားလို့ဆိုကျွန်တော်သိရတာเนาะဒါလေးကိုပြန်ပြီးဝေငှတာပါဖြေးပေးတာပါเนาะအားလုံးကျေးဇူးတင်ပါတယ်